အပိုင်း3မေချိုတေးချစ်ဇလန်တေးသည်ဖုံးချလိုက်သည့်အထိဘရုံမှာအလုတ်ထွက်သွားတာ10လောက်ရှိပါပြီဆိုသည့်အဖြေစကားအတွက်တန်တအောရှိနေတော့တလင်းငွေနေတိုင်းလဲရန်ကင်းစင်တာကိုဘရုံမှာသွားနေစေတေးနဲ့ဖုံးလဲတရက်2ခေါက်လောက်ပြောပြပေမဲ့အလုတ်ထွက်တဲ့အကြောင်းကိုဘာဖြစ်လို့မြန်ဘရုံမှာမပြောရတာလဲဒါဟာစကားဆက်မိကြမှာပြောရမယ်အကြောင်းအရာမျိုးလည်းမဟုတ်ဘရုံမှာတယောက်အလုတ်မှာပြဿနာတစ်ခုများဖြစ်လို့လားအာနန္ဒာနဲ့ပင်တေးကခုနှစ်ကဖုန်းကိုပြန်ခေါ်လိုက်သည်ညီမလေးအာနာရဲကွယ်ပြန်ခေါ်ရတာဟာတခုသိကြလို့ပါညီမလေးရဲ့ဘရုံမာကပြဿနာတစ်ခုများဖြစ်လို့လားယင်မဟုတ်ပါဘူးအမအဆင်ပြေပါတယ်သူ့အလိုပြောသွားတာပါအကိုအသေးဖွင့်တဲ့ကင်းဟိုတယ်ရန်ကုန်ကိုပါပိုင်ရှင်ကခေါ်လို့တယ်အမရဲ့ဟိုတယ်ကင်းရန်ကုန်ဦးတီခန့်နိုင်ရဲ့ဟိုတယ်လေးမှာအင်းရလမ်းမှာအော်ဟုတ်ကဲ့ကျေးဇူးပဲနော်ညီမလေးဘရုံမှာဘာကြောင့်နှုတ်ဆက်နေရတယ်လဲဆိုသည့်အကြောင်းကိုတေးနားလည်သွားရပါသည်ဟိုတယ်ကင်းရန်ကုန်ကိုပြောင်းသွားရတဲ့အကြောင်းတေးကိုဖုံးကွယ်ထားခြင်းတာအမှန်ဆုံးကတော့ဦးတီခန့်နိုင်နဲ့ပတ်သက်တာကိုတေးမသိစေချင်တာတဲ့ဖြစ်မှာပါဘာကြောင့်များတေးကိုဘရုံမှာလှုပ်ဝဲရတာပါလေတေးတို့နှစ်ယောက်အမြဲတမ်းစိုးတိုင်ပင်ကောင်းတိုင်ပင်တငယ်ချင်းတွေအဖြစ်နေလာခဲ့တာနှစ်ပေါင်းမှာမနှဲတော့ပဲတေးစိတ်မကောင်းတော့ဖြစ်သွားရသည်တေးကိုများပြန်ဘက်တယောက်လိုသဘောထားနေပြီလားတီခန့်နိုင်ဆိုတဲ့သူတယောက်အတွက်ဘရုံမှာအခုလိုသဘောထားရဆိုတာကလည်းတေးအလိုလိုသိနေရသည်ငွေကြီးဥစ္စာဒနာအခြေအနေကြီးကလူတွေရဲ့စိတ်ကိုဖျောက်ယောင်းတတ်တယ်လားကွယ်တေးကတော့သူ့ချမ်းသာမှုမြင့်မားမှုကိုရင်မိုးမိလို့နေတတ်တာသူ့အရှင်ဝါကိုအလိုလိုနေရင်ကြောက်နေမိတာအပေါင်းအတော်သူတယောက်လို့သာသူ့ကိုတေးသဘောထားသည်ဒါတော့မှသူနဲ့အတူတစ်ချိန်တော့ဒီကော်ဖီလိုက်တော့ရသေးတာပဲမဟုတ်လားရောက်လေရောက်တာမရှိတဲ့စီရိုနာဟိုတယ်ဆိုတာရဲ့ဒီခန့်နိုင်ဆိုတဲ့အချိန်ဝါကြီးကြီးလူတယောက်ရဲ့အချိန်နှစ်ခုတည်းအဲ့ဒီနေကလက်ဖြားတွေအိပ်ဆက်ပြီးရင်ထဲမှာတော်တော်တုန်လှုပ်နေကြရရဲ့တေးရဲ့ဝစ်ပုံစားပုံခက်မိန်မိန်ကသူနဲ့ရှင်လိုက်တော့ပိုးလို့မိန်ထွက်သွားပြီးလာမင်းကြီးနာကကျေမုံလေးအစနဲ့သူ့ကုမ္ပဏီကသူ့တပည့်မာတွေကတော့ကိုယ့်ထက်ပိုပြီးထင်ပေါ်ပြီးတောက်ပြောင်နေပါအောင်မည်ဒီလိုတာမန်အမျိုးသမီးတယောက်ကိုသူဘာကြောင့်ခင်မင်းရင်းနှီးကြရလဲဆိုတာကိုတေးကိုယ်တိုင်နားမလဲတတ်တော့ကော်ဖီတောင်းရင်းနဲ့လေသူကတေးရဲ့အကြောင်းအရာတွေကိုရင်ချစ်ချစ်ဆက်စုနေပါသေးသည်ဘရုံမာနဲ့ဒီလိုပဲလားတော့မသိမိန်းကလေးတွေအားလုံးကိုစိတ်ဝင်စားရှိနေရလားဟုတ်ဘာပဲပြောပြောတေးကတော့ကြောက်ပါသည်နောက်တစ်ချိန်ဆိုရင်တော့ဘယ်လိုပဲဖြစ်ဖြစ်မပတ်သက်မိအောင်ကြိုးစားဖို့ပဲတီးကြိုးတွေးထားလိုက်သည်ဘရုံမှာအလုပ်ကိစ္စကိုတော့စာကြီးကိုရှင်းဖွင့်ပြသည်စာကြီးကလည်းဘရုံမလိုကြောင်တုံကလေးကခင်မင်ကြတဲ့တငယ်ချင်းတွေပါပဲကြောင်ပြီးတာနဲ့အိမ်တော်ပြုတ်ပြီးတာမို့တေးတို့လိုတော့အလုံးမလုံးနိုင်တော့ဒီဆိုင်ထဲမှာပဲရှယ်ယာထည့်ထားပြီးအိမ်မှာယောက်ျားဝေယဝက်စာကလေးဝေယဝက်စာအလုရှုံနေသူဖြစ်ပါသည်အခုဖုန်းပြောဖို့တော့ဇာတိခင်များမနေ့အချိန်ပေးရသည်ဘရုံမာကကျုပ်တို့ကြောက်နှုံကလေးကဒီလိုကိစ္စနဲ့ပတ်သက်ရင်နည်းနည်းခြေရှိတာပဲတည်ရဲ့သူ့ကိုယ်သူအရန်လှရဲဆိုပြီးမန်တက်နေရဥစ္စာဇာတိကတော့ပွပွင့်လင်းပြပြတတ်တာအမနာတန်ဝေဖန်သည်ကြောက်နှုံကလေးကတင်းနဲ့ဇာတိကပို့ပြီးတွေ့ဖြစ်ကြပါသည်ဇာတိရောတေးရောအလှပြင်ဖို့စိတ်ဝင်စားအစားတော့ကောင်းကောင်းစားဖို့ပဲစိတ်ဝင်စားပြီးဘာကူမှခီးယူမဆိုင်ခက်ပျော်ပျော်နေတတ်ကြတာဘရုံမာကတော့အမြဲတမ်းလှပကြောရှင်နေဖို့သာစိတ်ဝင်စားသူဖြစ်သည်ဇာကြီးအိမ်အောင်ကျသွားပြီးမှလုပ်ငန်းပါတနာတွေလည်းဖြစ်တာမို့တင်းနဲ့ဘရုံမာပို့ပြီးတွဲဖြစ်သွားကြတာဖြစ်သည်သူနဲ့လည်းကျုပ်အလှချင်းမပြိုင်ပါဘူးဇာကြီးရဲ့ဘယ်သူကပို့လှရဲဆိုတာလူတိုင်းသိပါတယ်သူ့ကိုပဲတွေးရသူတိုင်းကစိတ်ဝင်စားကြတာပါအဲ့ဒါလို့တော့မပြောနဲ့တည်းရဲ့အခုဦးတီခန့်နိုင်ကသူ့ကိုစိတ်ဝင်စားပဲရှင့်ကိုစိတ်ဝင်စားနေလို့နေမှာပေါ့အမလီမလုပ်ပါနဲ့မခံယူဝင်ပါဘူးရှင်သူ့အနားမှာဒီလောက်အလှပကလေးတွေဝိုင်းနေတာကျုပ်လိုရိုးဆိုးဆိုးပုံစံတုံးတုံးမိမကိုအိမ်မက်ထဲမှာတော့ထက်မှာမဟုတ်ဘူးဘရုံမကိုစိတ်ဝင်စားလို့သူ့ဟိုတယ်ကိုခေါ်လိုက်တာပေါ့ဇာကြီးရဲ့သူတို့ကိစ္စကကျုပ်နဲ့မဆိုင်ပါဘူးကျုပ်စိတ်မကောင်းတာက
ဒီကိစ္စလေးကိုတော့သူ့ကျုပ်ကိုလှည့်ဝက်ထားတာကိုပါဒါဆိုလဲမသိတယ်လို့ပဲနေကြည့်လိုက်တော့ပေါ့ဟာမဟုတ်ဘူးလားတခုတော့စိတ်ပူတယ်ဦးတီခန့်နိုင်ကအခုခင်စလက်ဖြူနဲ့တွဲနေရနော်ဘယ်တော့မှစိတ်စင်းရဲမှာကိုစိုးရိမ်မိရဲ့ရှင်ကတော့အိမ်ထဲမှာနေပြီးသတင်းတွေစုံလာကြည့်လားစာကြီးရဲ့ကိုလည်းပြောတာလေသူတို့ကုမ္ပဏီကသူတွေပြောကြတာတဲ့ဦးတီခန့်နိုင်ကခင်စလက်ဖြူလိုကားတွေနဲ့တော့ဝယ်ပေးတယ်ဆိုပဲသူသတင်းကတော့မှုေးလာပါသည်ခင်စလက်ဖြူဒါအခုတင်းနှစ်လောက်အတွင်းမှာနာမည်ရလာတော့မင်းသမီးဖြစ်သည်စံပြမယ်မော်တွေကနေမင်းသမီးလိုင်းကိုကူလာသူကလေးဆန်ဆန်ချစ်စရာမျက်နှာလေးကြောင့်လူချစ်လူခင်များသောမင်းသမီးပါအသက်ကလည်းငယ်ဦးမှာပါအလုံးစုံရှိမှ20နှစ်23နှစ်ပေါ့ကောင်းတာပေါ့ဟဲ့အခုခေတ်ကားတစ်စီးတန်မိုးကနေတာမှမဟုတ်တာရဲစရာအဖြစ်ခပ်ပေါ်ပြောလိုက်ပေမဲ့တိတ်ဆိတ်ထဲကပါလို့တော့မဟုတ်ကိုဘွားနဲ့ကိုတိတ်ခါနဲ့စီစဉ်ဥစ္စာကိုအလဲလုံဝင်ကြတဲ့တချို့သောမိန်းကလေးတွေကိုတီးအံ့ဩလာသည်တီကတော့ဖြင့်ကိုဘွားကိုတိတ်ခါကိုနိုင်မီကိုအမဲဆက်ဆွန့်ထင်းပြီးမှရမယ့်ငွေကြေးကိုမလိုချင်ပါတသက်လုံးလိပ်ပြတတ်မှလည်းမဟုတ်တော့ဒါပေမဲ့ဒီအဖြစ်ဟာမိုးခါရီဖြစ်နေပြီကျုပ်နောက်မှပြတ်ဆက်တော့မယ်တည်းအငယ်ကောင်းအနာမှာလာပြီးခြိကြနေပြီသတင်းထွင်ကျုပ်ကိုပြောအောင်နော်အေးပါမမီကြီးရဲ့ဒါပဲနော်အပြိုကြီးနော်အပြိုကြီးမနာလိုမရှိနဲ့ရဲမောပြီးနှစ်ယောက်သားဖုန်းချလိုက်ပါသည်ဒီနေ့တော့တေးမနက်ပိုင်းဆိုင်မသွားဖွားဖွားကိုစီကံပို့ပြီးအိမ်မှာဖွားဖွားအတွက်စားကျင်စပွဲဖြစ်စရာလေးတွေတေးကိုယ်တိုင်ချက်ပြုတ်ပေးနေသည်ဖြစ်ပါသည်ဟင်းအိုတဲထားတော့ဘရုံမဟိုတယ်စီဖုန်းဆက်ဖြစ်ရင်ဖုန်းပြီးနားမှာနိုင်ဝက်လောက်အချိန်ကုန်သွားတာပါမမကြီးခြံဝမှာကားနိုင်ကြီးတစ်စီးရထားပြီးဟွန်းတီးနေရဲ့တမီသွားကြည့်လိုက်ရင်ကောင်းမလားဖွားဖွားအတွက်ကြောက်ဥပေါင်းကြီးရတာရှိပြန်မြည်ကြည့်နေစင်ပါမွေးစားညီမလေးခိကခြံထဲမှာအဝိတ်လန်းနေကနေအပြေးအလွှာပြန်ဝင်လာရင်တရင်ပေးသည်သွားကြည့်လိုက်လေခြံတကားကိုအရင်ဖွင့်မနေနဲ့အောင်ဘယ်သူလဲဘာကိစ္စလဲဆိုတာမေးအောင်နော်ဟုတ်ခိပြန်ထွက်သွားတော့တင်းမျက်လုံးနဲ့ရှုံကစဉ်းစားကြည့်ရင်ကြံရည်သည်ကားအနက်ကြီးတဲ့ဘယ်သူများပါလိတေးအတိမိတ်ဆွေထဲမှာကားအနက်စီးလာရှာပါသည်တယောက်တော့ရှိရဲ့တေးကတွေးမိသွားပြီမှာခေါင်းရင်ခေါင်းရလိုက်မိသည်မဖြစ်နိုင်ပါဘူးအတွေးမှမဆုံးခင်ခိသည်အမောတကောနဲ့ခလုတ်တိုက်မိမတတ်မိဖို့ချောင်းနဲ့ပြေးဝင်လာကမမကြီးဧည့်သည်ကဦးတီခန့်နိုင်တဲ့တမီတကားဖွင့်ပေးခဲ့ပြီဟဲ့ဘယ်လောက်များအမောတကောနဲ့ပြေးလာခဲ့တယ်မသိပြောပြီးတော့ရင်ဘတ်ထဲမှာစုန်နေတာမို့ခိသူ့ရင်ဘတ်ကိုသူမနှဲဖိနေရသည်တည်ရင်ထဲမှာမောသွားရတာကလည်းခိနဲ့အပြိုင်ပဲစာကြီးပြောတဲ့စကားတွေတော့လက်ဆက်ရှိသေးရဲ့တီးရဲ့ပုံစံကတော့အိမ်မှာနေရင်းမို့ခါတိုင်းထပ်ပင်ပို့လို့နွမ်းဖန်နေပါသည်ဒီအတိုင်းပဲကောင်းပါရဲ့လေအထူးတလဲပြင်ဆင်နေကြတယ်ဒီတက်ပို့ပြီးထူးခြားလုပ်စရာမှမဟုတ်ပဲမျက်နှာပေါ်ကချွေဆူဆူတို့ကိုလက်ခုံနဲ့အသာဖိတုံယုံသာတေးကပြုတ်ပြင်းသည်တေးအေကန်းထဲကိုထွက်လာတော့သူကအေကန်းထဲမှာဖိုးနဲ့စကားလက်ဆုံကြာနေပြီဘယ်ကဘလို့များလမ်းမပြီးရောက်လာရလဲမသိဘူးနော်တေးကအားမနိုင်နဲ့ပြောတော့သူကအပြုံးမပြတ်ပင်လမ်းမပြီးတော့မဟုတ်ပါဘူးမေချိုတေးဒီကိုပဲလာတာပါဒါပေမဲ့လမ်းကြုံဆိုတော့နည်းနည်းမှန်တယ်မေချိုတေးတို့လမ်းရဲ့အရှိဘက်ကရပ်ဘက်ကကျွန်တော် project လေးအဲ့ဒီကိုလာရင်နဲ့ဝင်လာလိုက်တာတေးတို့လိုင်းရဲ့အရှိဘက်အချမ်းကရက်ကွက်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကအိမ်ရောင်ဆောက်ဖို့ပဲထားတယ်ဆိုတာကလည်းကြားနေရတာကြောက်ရပြီအဲ့ဒီကုမ္ပဏီကသူ့ကုမ္ပဏီမှအခုမှသိရတာတေးကဘာဆိုင်ပြောရမှန်းလဲမသိပဲနှုတ်ဆိတ်နေတော့သူကမေချိုတီးရဲ့ဖိုးအဖိုးလို့မထင်ရဘူးနော်နှုတ်တယ်မြေဖိုးလို့မထင်ရဘူးတားဖားနေတူတယ်ဖိုးကိုနှုတ်တယ်လို့ပြောချင်တာလားတေးကိုရင့်တယ်လို့ပြောချင်တာလားနှစ်ခုစလုံးပဲသူကပြောပြီးမှသူစကားကိုသူရှည်နေပြန်သည်
တေးစိတ်ဆိုးမှလည်းဂယုမထားသည့်ပုံအေကမ်းမှာထိုင်နေတာကိုကသူ့အိမ်သူ့ရလို့သဘောထားပြီးတက်တောင်တက်တာအေးလူလူမေချိုတီးရဲ့ဖွားဖွားနေမကောင်းလို့ဆိုဖူးဖူးပြောနေတယ်ကိုသတင်းမေးလို့ရမလားတေးကိုခိလာခေါ်တဲ့အချိန်ခဏလေးမှာဖူးဖူးနဲ့ဘလို့များဒီလောက်များသိအောင်စကားတွေပြောလိုက်ပါလေအင်းပေါ်လေတိခတ်နိုင်ဆိုတဲ့ထက်မြက်ပါတော့လုံးနေသူမဆိုတော့လေဘလို့လူမျိုးမဆိုအဆင်ပြေရင်းနှီးအောင်ပေါင်းသိနိုင်တာသူ့ရဲ့အရေးချင်းတရက်ပင်ဖြစ်ပါလိမ့်မည်ဒီကတော့လူမှုရေးတိတ်မကြည်ညက်ပါအထူးသဖြင့်ယောက်ျားလေးတွေနဲ့ပေါ့ဖွားဖွားအိတ်နေရထင်တယ်ဒီကရှောင်မှုကြိုးစားပေမဲ့ဖူးဖူးကတီးတို့နှစ်ယောက်လုံးကိုမိတ်ဆွေရင်းချာတွေထင်ပုံနဲ့မိတ်ပါဘူးတမီးရဲ့ဖူးဖူးအကူလေးတွေပဲသတင်းစာပေးပြီးပြန်ထွက်လာတာသတင်းစာဖတ်နေရောပေါ့တီးဘာမှမငင်းတာတော့သူကတီးကိုခဲဘယ်နဲ့ရှိစားဆိုသည့်အချီမျိုးနဲ့ကြည်သည်ဘလို့မှအသက်သာတော့တာမဟုတ်တီးကဖွားဖွားအခန်းထဲကိုခေါ်သွားရတော့သည်တခုခုပြောလိုက်ခြင်းပေမဲ့ဖူးဖူးကလည်းဘေးကပါနေတာကြောင့်ပြောခွင့်မတာဘာစိတ်ကူးတွေနဲ့ဒီလိုလျုပ်နေရဆိုတာမေးလိုက်ခြင်းသည်မေချိုတေးဆိုတဲ့မိန်းကလေးတယောက်မှာမမောစရာအလားပါလည်းမရှိပါဘူးနေမီကျော်တယောက်လည်းမဟုတ်ပါဘူးတာမန်မိမိသားတယောက်ဘဝနဲ့လောကကြီးမှာတမတ်ကြရှောက်လန်းနေတဲ့သူပါဒီခတ်နိုင်ဆိုတဲ့သူတယောက်ရဲ့အပြင်းပြေအပျော်စင်းမှာမေချိုတေးကိုလည်းထည့်ချင်နေရလားမဖြစ်နိုင်ရလှုပ်ချင်စမ်းမနဲ့ဦးတိခတ်နိုင်ဝက်နီးပါဖူးဖူးနဲ့ရောဖွားဖွားနဲ့ပါစကားလက်ဆောင်ကြနေပြီးသားမှသူကပြန်ဖို့ပြင်သည်ဒီကတော့ခိဖြော်လာပြီးတော့ကော်ဖီနဲ့စိတ်ထဲကစေတနာမရှိလာစွာဧည့်ခံရင်မကောင်းတလားစွာဘေးထိုင်ခေါင်းညိတ်နေရလေသည်ပပိုးနေဖွားဖွားခမရလဲဧည့်မျော်သူတွေမို့ဧည့်သည်တယောက်လာရင်စကားကမဖြစ်တော့ထုံးစံအတိုင်းတီးရဲ့ဖေနဲ့မီမီတီးရှိတန်းမှာရုတ်တရက်စုံပါသွားကြကြတဲ့ကတီးကိုဂီယူတဆိုင်နဲ့ချစ်ခဲ့စောင့်ရှောက်ခဲ့ကြတဲ့ကြောင့်တီးကလည်းတိတ်လီမာကြောင်းနေဒီကြောင်းတွေကဧည့်သည်လာသမျှဖူးဖူးနေဖွားဖွားပြောနေကြရပဲမဟုတ်သူတို့အတွက်မထူးဆန်းတော့ပေမဲ့တီးကတော့ရှက်နေရသည်သူကဂီယူတဆိုင်နားထောင်နေရတွေ့လေတီးကပိုးပြီးစိတ်ကျဉ်ချက်လေတီးအကြောင်းကိုသိကျင်နေသူကမှရင်ငတ်တုံရေတွင်းနဲ့ကြပါစေတီးကတိတ်မကျင်တဲ့အကြောင်းကိုမျက်နှာထားနဲ့သိစီတော့မှသူကအရေးချီကြီးကပြန်ဖို့လုပ်တော့တာဒါတော့ဖဖနဲ့ဖွားဖွားကစကားပြောကောင်းနားထောင်ကောင်းတော့သူကိုထမင်းစားသွားဖို့ဖိတ်နေပါသေးသည်ကိုကထမင်းပါစားသွားခြင်းတာဖဖနဲ့ဖွားဖွားကသဘောကောင်းပေမဲ့မြေးမာလေးကမျက်နှာတိတ်မကောင်းတာနဲ့မစားရတော့ဘူးကားရထားတာပေါ်တီကိုအောင်နာအထိတေးသူ့ကိုလိုက်ပို့တော့သူကခတ်တူတူဆိုသည်သူဟာတာမန်လူလိုငါလိုလူတယောက်ဆိုရင်တော့သူ့အပြုမူတွေစကားတွေအတွက်တီးတရားမိမှာပါတီးခတ်နိုင်ဆိုတော့အရှိန်ဝါကြီးနဲ့လူတယောက်ကိုတော့တီးမတရားရဲရင်မခုံရဲပုံမြင်ထဲကမင်းသမီးတွေရဲ့စရင်ထဲမှာမေချိုတီးအပါမခံနိုင်ပါတီးကမျက်နာကိုအစွမ်းကုန်တီးလိုက်ရင်ဦးတီခတ်နိုင်သူကကားတကားကိုတော့ဖွင့်ပြီးဘာလဲဆိုသည့်သဘောမျိုးနဲ့တေးကိုလှည့်ကြည့်သည်သူ့မျက်နှာခရမျိုးကတေးရဲ့ခက်တင်းတင်းမျက်နှာကြီးကြောတော့မျက်နှာကြောကြောင့်နည်းနည်းတော့မျက်မှောင်ကျုံသွားပါသည်ကျမအလေးနဲ့ပြောမလို့ပါဦးတီခတ်နိုင်စိတ်တော့မရှိပါနဲ့ကျမရှင်နဲ့မိတ်ဆွေမဖြစ်ချင်ပါဘူးကျမတို့မိသားစုရှင်မြင်းနေချင်ပါနဲ့ဒီနေ့ရှင်ကိုကျမအလိုက်အထိုက်အိတ်ခံပြီးကော်ဖီတိုက်တာရှင့်ကျွေးတွေကိုဆက်တယ်လို့ပဲသဘောထားလိုက်ပါကျမရှင်ကိုနောက်တစ်ချိန်အခုလိုမျိုးဆက်ဆံမှာမဟုတ်ဘူးအနာသက်တုံရင်ချင်းအောင်စကားတန်ဖြင့်မနေထိန်ပြီးပြောလိုက်ရသည်ရိုင်းကျင်လဲရိုင်းမစေတော့ရိုင်းနဲ့ထင်အောင်ကိုပြောရတာပဲရှေ့ဆက်ဖြစ်လာမယ့်ကိစ္စတွေအတွက်ကြိုတင်ပြီးကောက်ွယ်ထားရမှာတီးရတောင်းအောင်ပဲမေချိုတီးစိတ်မရှိပါနဲ့ဦးတီခန့်နိုင်ကျမတကယ်ပြောနေတာပါကျမတို့ချင်းလုပ်ငန်းတူလည်းမဟုတ်ပါဘူးမိတ်ဆွေဖြစ်ဖို့လည်းဘာကြောင့်မှမရှိပါဘူးရှင့်ရဲ့အရှိန်ဝါတစုံတစ်ခုကိုမျှော်ကိုပြီးရှင့်ကိုဆက်ဆံတဲ့သူတွေထဲမှာ
ကျမမပါဘူးဆိုတာရှင်သိထားပါတီးကသူဘာမှထပ်မပြောနိုင်ခင်မှာပြန်လှည့်လာလိုက်သည်တီးရဲ့မထင်မှတ်မဲ့ဆက်ဆံမှုကိုသူအတော်လေးတော့မှင်းသက်သွားပုံရရဲ့တီးအိမ်ထဲဝင်လာခဲ့ပြီးအတော်ကြာအထိသူ့ကားကခြံထဲမှာထွက်မသွားသည်နောက်တော့မှကားဆန်လို့ပြီးထွက်သွားတဲ့ကိုကြားရသည်တီးသည်တစ်သက်လုံးအခုလိုမျိုးမျက်နှာပြောင်တိုက်ပြီးခက်ကြကြမ်းမပြောဘူးတာရောဘာကြောင့်မှ